မင်္ဂလာပါဒီနေ့မှာတော့ခိုင်ကိုဖူကူရှိရှိရဲ့ဒီဟာတာဆုတိုရိုကာနိုရီခံတဲ့ကကိုရဲရှာကိုရဲကတိုရှောဂိုင်ဟာတာဆုနိခံစရိုမနာယောကိုဆိုတဲ့ခေါင်းစဉ်ကိုအနည်းချုပ်နေနဲ့လေ့လာကြရအောင်ကိုရဲကတိုရှောဂိုင်ဟာတာဆုနိခံစရိုမနာယောကိုဘောနော်ဒီတက်ကြီးရွယ်အိုနဲ့ဒီဘယ်လိုပြောမလဲလူဘဝဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်တဲ့အဓိကအသုံးလုံးပေါ့နော်productive aging ပေါ့နော် productive ပေါ့နော်ကောင်းမွန်တယ်ပေါ့နော်အဲ့လိုမျိုးကောင်းမွန်တဲ့အိုမင်းချင်းပေါ့နော်ပတ်တိုရာဆိုတဲ့လူကရေးသားထားပါတယ်ဒီကိုရဲနိနတဲ့မရှာကိုင်းနေတော့တဲ့productive နော်စွန်ဆိုင်ပေါ့နော်ဒီကိုတို့အသက်ကြီးနေပေမဲ့လည်းဒီလူမှုရေးအနေနဲ့ပတ်သက်လို့ရှိရင်လူမှုရေးနဲ့ပေါ့နော်လူမှုရေးနဲ့ပတ်သက်ပြီးတော့ဒီသူကအမြဲတမ်းအိုမင်းကောင်းမွန်တဲ့အိုမင်းရောချင်းပေါ့နော်ကောင်းမွန်တဲ့အလုပ်တွေပဲသူကလုပ်တယ်ပေါ့နော်ပြီးတော့ပရန်ဒီယာနာတို့ဒီဟီတန်ပါဟီခါဟန်ဟီခါဟေခါချီယို持つ活動参加ပေါ့နော်ဒီဘရန်ဒီယာတွေအလုပ်လုပ်တဲ့ဒီဘယ်လိုပြောမလဲဒီလောက်အခမရတဲ့ဒီလှုပ်ရှားမှုတွေမှာသူကပါဝင်တယ်ပေါ့နော်ပြီးတော့ self care によってプロダクティブな活動を行えるပေါ့နော်行える状態に保つဒီသူကဒီတို့တူတယ်သူကိုတူလဲသူကဒီဘယ်လိုပြောမလဲတို့တူလဲဂယူဆိုင်ပြီးတော့မှဒီလှုပ်ရှားမှုတွေမှာလည်းသူကပါဝင်နိုင်အောင်လို့သူအမြဲတမ်းထိမ့်သိမ်းထားပါတော့သူကအဓိကအရန်ကောင်းတဲ့အိုမင်းရောချင်းပေါ့နော်နောက်တစ်ခုမှာကျတော့ successful aging ပေါ့နော်ဒါကျတော့ဒီအောင်မြင်မှုနဲ့အသက်ကြီးတာပေါ့နော် successful ပေါ့နော်အောင်မြင်မှုနဲ့အသက်ကြီးတာသူကဒီတိုရှိယိုတိုတေးကုကိုတိုโอเคတဲ့ဥမာကိုရဲうまくこれを適応しながら健康で幸せの老後ပေါ့နော်ဒီသူအသက်ကြီးတာကိုသူကလက်ခံပြီးတော့ဒီကောင်းကောင်းမွန်မွန်နဲ့သူအသက်ကြီးတဲ့ဒီလုပ်ငန်းတွေပေါ့နော်အဲ့လိုမျိုးကောင်းကောင်းမွန်နဲ့သူနဲ့တင့်တော်တဲ့ဟွာတွေကိုလုပ်ရင်းနဲ့ဒီဘယ်လိုပြောချမ်းမာပျော်ပျော်ရွှင်ရွှင်နဲ့သူကအိုမင်းရောချင်းပေါ့နော်ပြီးတော့သူက精神機能が保たれているပေါ့နော်သူကဒီစိတ်ပိုင်းဆိုင်ရာလည်းသူထိမ့်သိမ့်နိုင်တယ်ဘယ်လိုပြောမလဲနင်းချီလျှော်တွေပါလည်းမဖြစ်ဘူးပေါ့နော်ပြီးတော့社会参加しているဒီလူမှုရေးမှာလည်းသူကပါဝင်လှုပ်ရှားတယ်ပြီးတော့活動への幸福感が高いပေါ့နော်သူဒီလှုပ်ရှားတဲ့ဘယ်လိုပြောတခုနဲ့ပါဝင်လှုပ်ရှားနေရတာသူအရန်ပျော်တယ်ပေါ့နော်အဲ့ဒါကျတော့သူဒီဘယ်လိုပြောမလဲအောင်မြင်မှုနဲ့အသက်ကြီးတယ်လို့ခေါ်ပါတော့နော်နောက်တစ်ခုကကျတော့ aging စုမှုဒါကျတော့ဒီဘယ်လိုပြောမလဲခေါင်းမာတဲ့တက်ကြီးရွယ်ပုံစံမျိုးပေါ့နော်သူကဒီカレーを理由とした偏見や差別のことသူကဒီတက်ကြီးတာကိုအကြောင်းပြုပြီးတော့မှဒီမလိုမုန်းတီးနဲ့ဒီခွဲခြားဆက်ဆံတဲ့ပုံစံမျိုးပေါ့နော်သူက aging စုမှုလို့ခေါ်တယ်နောက်တစ်ခုကကျတော့ life course သူကကျတော့ဒီသူ့ရဲ့ဘဝရဲ့တင်တန်းလိုမျိုးပေါ့နော်သူက障害にわたる過程を重視し個人がたると多様な生活過程を明らかにしようとする見方のပေါ့နော်မိဂတာနော်ことပေါ့နော်ဒီသူကဒီသူ့ရဲ့အရင်မှာဖြတ်ကျော်ခဲ့တဲ့ဒီတက်ကြီးရွယ်အိုတွေကိုသူကကြည့်ပြီးတော့မှသူ့အလဲကျရင်ငါဘလို့မျိုးဘလို့လုပ်မလဲပေါ့နော်ဒီကောင်းအောင်ဘလို့နေထိုင်မလဲဆိုတဲ့ဘဝသင်ခန်းစာကိုသူကလေးလာနေတဲ့ပုံစံပေါ့နော်အဲ့ဒါကိုဒီ life course လို့ခေါ်တယ်နောက်တစ်ခုမှကျတော့ Kasudo ဒီလုံးပေါ့နော်ဒီတစ်ခုကကျတော့သူဘယ်လိုပြောမလဲလှုပ်ရှားနေတဲ့ပုံစံပေါ့နော်သူ
အသက်ကြီးပေမဲ့လည်းလှုပ်တယ်ပေါ့နော်ကိုရနီနာတဲ့မို့ဆက်ချုပ်ကိုတက်ကင်းစမနာရကူဝရီယိုနီနာရောကပေါ့နော်အသက်ကြီးနေပေမဲ့လည်းသူကဒီစိတ်အားထက်သန်စွာနဲ့တာဝန်ကိုသူကထမ်းဆောင်နိုင်တာပေါ့နော်အသက်ကြီးမဲ့လည်းသူလုံနိုင်တဲ့ဟာတွေအကုန်လုံးလိုက်လုပ်တာပေါ့နော်နောက်တစ်ခုကကျတော့ leader စလီရုံပေါ့နော်ဒါကကျတော့ဒီခွဲထွက်တဲ့ပုံစံခွဲထွက်တဲ့ပုံစံရိုးကိုခေတဲ့ရှာကိုက်တကိနခါစုတော့ကရာကြောနေin tai stay ရိုးကပေါ့နော်ဒီသူကဒီတက်ကြီးတာကိုလက်ခံပြီးတော့မှဒီရှာကိုက်တကိပေါ့နော်ဒီလူမှုရေးဆိုင်ရာမှာသူကဒီလူမှုရေးဆိုင်ရာလှူရှာတဲ့အထက်ကနေသူကတဖြည်းဖြည်းနဲ့သူကစုပ်သွားတာပေါ့နော်သူကတဖြည်းဖြည်းနဲ့ဘယ်လိုလဲသူများနဲ့ပေါင်းမနေတော့ဘဲနဲ့တဖြည်းဖြည်းနဲ့သူကတယောက်တည်းတီးတန့်လေးဖြစ်လာတာပေါ့နော်အဲကြတော့လီတာဆူလီလွန်လို့ခေါ်တယ်အားလုံးစင်ပြေကြပါစေတကယ်လို့မလောက်ထားတဲ့ဗီဒီယိုတွေမိနာဆန်တို့အတွက်သုံးဝင်နေတကယ်စင်ပြေတယ်ဆိုလို့ရှင်အမရဲ့ဗီဒီယို like and follow လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အမလည်းဒီဗီဒီယိုကြီးလုပ်ရတာပင်ပန်းရကျိုးနေအောင်လို့ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်